Sada ledo ananjasi. That's a two thing they don't. Sada ledo I don't know. Bedware. Oh, okay. See? There you go. Two things they don't. Counting. Sada ledo I don't know. Bedware. Sada ledo ananjasi. Did he pay on them? So much damage to now, but the set to them at tourist for it. Two Sada ledo alamana. That's a two thing they don't. Maybe they don't. They don't. No. Okay. Amado. Southern level, did he pay level now down? So much that now not like I have Southern level alamana. Yes, you get Southern level alame, 2 days without. So much like to an arm now, so much dangle and arm now. I got your Piaga Southern level alligator. Yes, you 2 days without. How long is it? I got one. Okay. Sana ledo akal no yes ibu aku dini we la we meji no pe twa ma le uli aku alai ma ro ba ma meji jam lo no okay pe twa ma okay ama ne ne to me ama neနေတော့မယ်ခဏတော့ကတင်တာနေလေးကျွန်တော်ပြပြနော်မှအမတာလေးရှိလားရှိတယ်ပြန်ရောက်တယ်နေရောက်ရှိတဲ့ခါမှာအမရဲ့တာကြီးကမလိမ္မာရဲ့ခါရှိလို့လိမ္မာခါရှိလားရှိလားရှင်လိမ္မာရဲ့ကအမိခင်တယောက်အနေနဲ့အရာပြီးဖြစ်လာဖြစ်လာတကယ်ကျင်းလာကျင်းလာတယ်တို့လည်းမိခင်စကားနားမတော်လို့တဲ့ခါကျတော့မလိမ္မာရဲ့ခါကျတော့စိတ်ပြက်လာပြက်လာဝမ်းမနေဘူးလားဝမ်းနေအဲ့ကကြတော့မိခင်ကိုဝမ်းနေစီတော့ချောင်းအဲ့ဒီတာသမီးတွေကိုဒီနေ့ကဆိုငါတာသမီးမဟုတ်တော့ဘူးလို့လုပ်လိုက်လားလုပ်လိုက်သူမလိမ္မာလဲတာသမီးဖြစ်နေစေလားဖြစ်နေစေပဲဟုတ်တယ်နော်ပြောင်းသွားလားမပြောင်းဘူးနော်ဒါကြောင့်တော်ဆောင်ကဘယ်တော့ဖြတ်လို့မရဘူးဒါကြောင့်ခရမ်းကြီးနဲ့ငါတို့အသက်တာလဲဖြတ်လို့မရဘူးတော့မရဘူးနော်โอเคရပြီနော်โอเคချော်ပြပြမယ်အခုဒီနေ့ကျွန်တော်တော်များများကနေသွားမယ်လို့ပြောကြတော်လေးကိုငေးကြခြင်းလေဒီမှာကြည့်လေဒီမှာကျမ်းစာမှာပါပြောလဲထိုတူ၏ဝိညာဉ်ဤတဲ့ယေရှုခရစ်တော်၏နေ့ရက်နဲ့ကေတင်ခြင်းရောက်လားမရောက်လားကေတင်ခြင်းရောက်တယ်ကေတင်ခြင်းရောက်တယ်သူ၏ကိုယ်ခန္ဓာကိုပျက်စီးဖို့ရပြုလက်တဲ့အပ်တယ်လေဘာကိုအပ်တယ်လဲကိုခန္ဓာဒါကြောင့်ဘုရားရဲ့တာမီးအတ္တမှာဘုရားရဲ့ကေတင်ခြင်းကအင်မတန်မှလုံခြုံစိတ်ချရဖြစ်တယ်နော်အဲကြောင့်ဘာကြောင့်လဲဆိုရင်ငါတို့လောကမှာနေတဲ့အဓိပ္ပာယ်ဆိုတာကနော်တော်တော်အိမ်တော်ကောင်းကင်ရှိပြီးတော့အိမ်တော်ပြန်တဲ့ခါကျရင်ကောင်းကင်အိမ်တော်မှာရယူမဲ့ဆုလတ်တရဖူကိုရဖို့နဲ့လောကမှာတန်ရှင်းခြင်းပြိမာတွာလာပြီးပဲအဲ့ဒီဆုကိုရှာနေတာနော်အဲ့ဒီဆုကိုမရှာဘဲနဲ့ငါတို့ကဒူးဆိုင်ပဲကျွလွန်နေရင်တော့ကိုစိုက်တဲ့ကိုရိပ်အဲ့တော့ဘလောက်ပဲဆုံးမတန်ခတ်ခနားမထောင်နဲ့နောင်တမရဘဲနဲ့မလေ့လာတော့ဘူးဆိုဘလူးလေးတဲ့အပ်တာလေဘာပဲအပ်တာလဲကိုခန္ဓာဝိညာဉ်အလားသူရဲ့ဝိညာဉ်နဲ့ယေရှုခရစ်နေရတဲ့ကေတင်ရှိရောက်လားမရောက်လားဒီမှာလဲကေတင်ရှိပါလာပြီယေရှုခရစ်နေရတဲ့သူရဲ့ဝိညာဉ်ကေရှိရောက်လားမရောက်လားအဲ့ဒီကေတင်ချက်ဘာကေတင်ရှိလဲဝိညာဉ်ယေရှုခရစ်နေရဆိုတာဘယ်နည်းကိုပြောရလဲခရစ်တော်လာရောက်စီဆောင်ရုပ်တင်တဲ့အခါကိုပြောတာအဲ့ဒါသူ့ဝိညာဉ်ကေရှိရောက်လားမရောက်လားအဲ့ဒီကေတင်ခြင်းကလောကကနေအပြိပိုင်းကေတင်လိုက်တာရှင်းလားရှင်းနေနော်လောကကနေဘာဆိုကေတင်ခြင်း၃မျိုးရှိလေဒီမှာရှိအပြစ်ငရေကနေကေတင်ခြင်းလောကမှာအသက်ရှင်ကဒုက္ခဆင်းရဲပြဿနာအမျိုးမျိုးကနေကေတင်ခြင်းဒါလည်းမကောင်းလောကကနေအပြိပိုင်းကေတင်ခြင်းဒါကိုပြောတာယေရှုခရစ်နေရဲ့အလုံးကိုဘာလို့မလဲဆောင်ပါဒါကြောင့်သူရဲ့ဝိညာဉ်နဲ့ငေးကြလားဘာပဲအပ်တယ်လဲခန္ဓာကိုယ်အပ်တာဘာကြောင့်လဲဆိုရင်
ငါဒါမြေလောကကိုအသက်ရှင်မြေကိုကင်တင်ချီရောက်တော်ညာလဲမြေကိုကောင်းကိုချက်ချင်းမစီဆောင်တဲ့ကိစ္စကငါရဲ့ဘုံနော်ခန္ဓာစစ်ရဲ့ဘုံထင်ရှားစေဖို့မြေကိုထားရတာနော်တို့တို့လည်းဖခင်ဘုံတော်မထင်ရှားစေနဲ့ဖခင်ရဲ့ဘုံကိုပဲညှိုးနွမ်းစေရင်တော့ဖခင်တကယ်ထားလားမထားဘူးအိမ်ကိုမြန်ပြန်တော့ဆိုမှသူစိုက်တဲ့အတိုင်းသူရိတ်ဖို့ရတဲ့စာရလက်ကိုအလာမဟုတ်လားဘာဝဲအတယ်လဲကိုခန္ဓာဝိညာဉ်အလားကျမ်းစာကရှင်းရှင်းလေးတိတိကျကျပဲဒါကြောင့်နေဘယ်တော့မှကြာစရာအကြောင်းရှိဘူးအဲ့ဒါပဲနော်အကြောင်းကြီးနေငရေပဲကြာချင်တယ်ဘီလေးလာလည်းငရေဘီလေးလာလည်းငရေနေကနေကိုမကြတော့ဘူးလို့ဘာမှပြောလဲထိုင်နေရဖြစ်နေတယ်ကျမ်းစာမှာဖတ်ပြတယ်လို့ကျွန်တော်ဆရာတော်ကဖတ်ပြတာလေဘေးတော့မလဲငရေဘေးတော့လည်းငရေအဲ့လိုဖြစ်တယ်ဒါကြောင့်ဒီနေ့ချွတ်တမိလေးဖယားတကယ်မြေမောက်တော်မှာဒီနေ့သူ့ရဲ့ကေရင်ချင်းနဲ့ဆုံးရှုံးလားဆုံးရှုံးဘူးနော်ငါတာမြေငါဘုံမထင်ရှားစင်မှာတော့ဆန်ကုန်မြေလေးပေါ့မင်းအသိရှင်နာသူများအတွက်လည်းအကျိုးမရှိမင်းအတွက်လည်းအကျိုးမရှိဖယားအတွက်လည်းဘုံမဖြစ်မှာတော့ငါတာမင်းအိမ်ကိုမြန်ပြန်တော့ဘလူလက်ထဲအားလိုက်တာလေစာဒန်လက်ထဲအားလိုက်တာဘာလို့စာဒန်လက်ထဲအားတာလဲရှင်းလုံးအားကြီးလို့ဘာကြောင့်လဲဆိုရင်ဆက်ထားရင်သူ့ရဲ့ဒုက္ခပုံများပါလေဒါကြောင့်ဖယားကိုအိုးမေးတုတ်တဲ့တာဆံကိုမြေလေးဖြစ်မှာတော့အိမ်ကိုမြန်ပြန်တော့ဆိုကောင်းကင်ကိုမြန်မပြန်ခိုင်းဘူးလားဒါကြောင့်စာတာမဏသူ့ရဲ့ခန္ဓာကနေဝိညာဉ်ထွက်ခွာတဲ့နေ့ဒီစာတာမဏကိုသူစိုက်နေတဲ့သူ့ဒုက္ခမပေးခိုင်းဘူးလားစိုက်တဲ့တိုင်းယေဒါကြောင့်ဒီပြိုင်ကတာမီရဲ့အတမှာစိုက်ရတဲ့ရေးဆိုတမလို့ဘွားရေးရလားငါတို့ရဲ့တမလို့ဘွားဆိုအိုနာတေကြီးဒုက္ခမရှိတော့ကြောက်ဘယ်မှာပဲရေးရလဲလောကမှာပဲရေးရတာအဲ့ဒါကမင်းစိုက်လို့မင်းရိတ်တာဟုတ်လားမဟုတ်လားရိတ်ပြီးဘယ်သွားမလဲအိမ်ပြန်မယ်ဟုတ်လားမဟုတ်လားအဖကိုအိုမေတုံးပြမပြတ်လာတယ်ဗောဗျာအိုမေတုံးပြီးပြန်လာတယ်ဟုတ်လားမဟုတ်လားဒါကြောင့်လေဖယားရဲ့ကျေးဇူးတော်ကိုမမေ့ဖို့နဲ့ပွဲတော်စားခိုင်းတဲ့ကိစ္စအဲ့ဒါပဲဟုတ်လားမဟုတ်လားကျေးဇူးတော်ကိုမမေ့ဖို့နဲ့ပွဲတော်စားခိုင်းတယ်ကျေးဇူးတော်မေ့ကျေးဇူးကံဖို့လွယ်လားမလွယ်ဘူးလားလွယ်တယ်ဒါကြောင့်လေဘုရားခင်တော်မှာကိုခန္ဓာပဲအတ္တဝိညာဉ်အလားမဘူးဒါကြောင့်ကျွန်တော်ဝိညာဉ်ဒီဘယ်မှာဆုံးရှုံးလားမဆုံးရှုံးဘူးဒါကြောင့်ကိုယ်နဲ့ကိုယ်ကလည်းဘုရားတာမီဟုတ်တဲ့ဘုံဆိုတာညာလို့ရလားမရဘူးအမရှုံလားငေးကြလားကြာလားမကြောက်ဘေးရောက်လဲဘုရုတာမီဖြစ်ရင်ဘုရားတာမီစစ်ဖြစ်ဘယ်တော့မှငေးချကြကြောင်းမရှိဘူးเนาะမဆုံးမလို့နောင်တတ်မပြန်လိုက်ရင်ဘုရားကျစာရလက်ထအလာမဟုတ်လားအဲ့လိုအဲ့ဒီခါကျမစာတာမဏကဝမ်းပါကနာထုထားပါလေနော်မောင်းတီလို့တီးတော့မှမင်းကိုတီးတော့မှဟဲ့ကောင်မင်းငါလည်းနဲ့ထွက်ခွာတော့တဲ့ကောင်လာပြီငါလေးဆိုတာတွေ့ပြီမောင်းတီလို့တီးတော့မှအဲ့ခါကျမโอเคပါယူပါဖရားရေရလားဒါကြောင့်ကျမ်းစာထဲမှာပါပြီးတော့တေနာလို့ခေါ်တာဘာလောက်ပဲဆူတောင်းဘုရားနာမထောင်တော့ဘူးနော်ဘာလို့ဘုရားကသူ့ရဲ့အတ္တကိုလောကကနဲ့အမြန်အိမ်ကိုပြန်ခေါ်တဲ့အရာဖြစ်တယ်ဟုတ်လားမဟုတ်လားအဲ့ဒီကျမ်းဘက်ကိုထောက်ကန်တဲ့ကျမ်းပိုက်ကြည့်အောင်ဒေနာခုနှစ်အငယ်ဆက်ခေါ်ဒေသနာခုနှစ်အငယ်ဆက်ခေါ်လွန်ကျူးစွာမစိုးညစ်နဲ့မမိုက်နဲ့အချိန်မရောက်မီအဖေကြောင့်တေးချင်သည်ဒီစကားကြီးဆွဲလာဖို့ကောင်းကြီးတခါတော့တက်ပါပဲစပါလွန်ကျူးစွာမစိုးညစ်နဲ့မမိုက်နဲ့အချိန်မရောက်မီအဖေကြောင့်တေးချင်သည်ဤစကားကိုဆွဲလန်းကောင်း၏โอเคဆက်ပါမယ်အော်ဤစကားဆွဲရပြန်ပြီနော်โอเคအားလုံးလဲဆိုမယ်အချိန်မရောက်ခင်အဖေကြောင့်တေးချင်သည်ဤစကားကိုဆွဲလန်းဖို့ကောင်း၏ဆွဲလန်းချင်ကြလားမသိဘူးအချိန်မရောက်ခင်ဘေးကြောင့်တေးခြင်းนี่ရလားမရောက်လားရလားမရောက်လားရတယ်ဘယ်လိုနေမလဲမမယူဟုတ်လားမဟုတ်လားမမယူနေနောင်တနဲ့ပြန်မလာဘူးစိုးစိုးစီအိမ်မပြန်ရဘူးလားအဲ့ကြောင့်အချိန်မရောက်ခင်ဘေးကြောင့်တေးခြင်းนี่ရလားမရောက်လားအရင်သွားခြင်းလည်းမသိဘူးနော်ရလားမရောက်လားတမကြီးချမ်းသာတမဆန်းဆုံဘော
ဆန်ဆုံလေးဘွားတက်တာဖခင်ကသူ့ရဲ့အသက်ကိုဒီတိုင်းဒီလောက်ပဲထားတာမဟုတ်ဘူးအင်မတန်ဆိုးတွမ်းဘာညစ်ညူတော့ဒုစရမှာကျင်လေတော့ကြောင့်ဖခင်လက်ခင်ကသူ့ရဲ့အသက်ကိုရုပ်ပေးလိုက်တာသူစိုက်ရတဲ့မြေခိုင်းလားယေးပြေလို့မလို့ဘူးပြေလို့မလို့ဘူးအပရှလုံတို့အတက်ကကြီးအသက်ငယ်ရွယ်နဲ့အသက်ဆုံးခဲ့ရတာအဲ့ဒါဘာကြောင့်လဲဒီလားအချင်းပြောက်ခေအဖေကြောင့်တေချင်နေတေချင်နေအစ်တလာလူမျိုးတွေဒီတိုင်းပဲနော်အဲ့ကြောင့်ဒီနေ့ကျွတ်တော်ကြီးဖျားခင်ဟာချစ်တော်ကြောင့်ဘလူးလက်ထက်အပ်တာလဲစာတာလဲတဲ့အပ်တာဒါလည်းကောင်းလားမကောင်းလားကောင်းတယ်ပြောနေကြတယ်အဲ့ဒါမကောင်းဘူးအဲ့ဒါမကောင်းဘူးဘာမှကောင်းရင်ပုံရောက်တဲ့ကမှာဖခင်ကလေကောင်းရင်အိမ်တော်ပြန်တဲ့ခါမှာလက်ပလာပြန်လာတာမလို့ချင်ဘူးနော်အခုမှကုတုကောင်းမှုတွေဒါနတွေပြုတ်ရတော့မှာဟုတ်လားမဟုတ်လားအဲ့ဒီအရာအလုံးကဖခင်တကယ်မတ်တတ်တယ်မှာရှိလားမရှိဘူးလားရှိတယ်ဖခင်ကနော်မျိုးစေ့ကြီးတို့ဒီမြင့်ငါတို့တရှင်းဆိုကြလေနန္ဒမျိုးစေ့ကြီးလေဆိုရတဲ့ချင်းနော်ကောင်းလိုက်များဆောင်ယူကောင်းလိုက်များဆောင်ယူကျုပ်တရှင်းတာဆိုတာနော်ခြေဖို့နေတာဖျားသားတော်ခုမှဖြစ်တာလေအခုမှဦးဝဲဖြစ်တာတရှင်းတော်ဆိုတာနန္ဒမျိုးစေ့ကြီးဘာချင်းကြလဲမသိဘူးဒုစရိုက်ပဲမချင်းကြအောင်လားခြေတာအခုကဘာချင်းရမလဲကောင်းတော်မျိုးစေ့ဝိညာဉ်ရဲ့သဘောနဲ့အတူအတက်ချမှုအရင်ကျူလားမေတ္တာတရားနဲ့ခြေနေဖို့အရေးကြီးတယ်ဒါကြောင့်လေဖျားခင်မတော်မှာယနေ့ဖျားခင်သားမီးတွေကောင်းကြီးဖို့အိမ်တော်ပြန်လာတဲ့ခါမှာလက်ပလာနဲ့ပြန်လာတာမလို့ချင်ဘူးကောင်းလိုက်များကိုပိုင်ပွိပိုင်ပြီးမှပြန်လာတာကိုဖျားခင်မြင်ခြင်းတယ်ဘာကြောင့်လဲအဲ့ဒါမှဖျားခင်ဆုလတ်ဘုံစစ်စစ်ပေးလားပေးဘူးလားဖျားကပြောတယ်အဖိုးခငါပေးမယ်လို့ပြောပြီးသားမရမှမပူနဲ့နော်အတကြီးလေးအမမွေးကူချောင်းဘက်မှာနော်ပြင်းပြင်းပါပါနဲ့မိပူနားမှာချက်ပြုတ်ကျွမွေးနေတာနော်သူတို့ဒီအရာအိမ်မှာအလုံးအရာများတာဟိုဆိုင်ကြီးတွေဖွင့်ထားကြတာဒါပေမဲ့ဒီဘက်မှာရှိချုံကြီးကမှလည်းအားလုံးဘာမှနော်ဒီဘက်မိဖို့ကြောင့်လက်စရာမလိုအောင်သူတို့လာချက်ကူကြတာဒီတိုင်းပဲသူတို့အဖို့ကပေးစားကြတာသူတို့လေပါဝင်ရလို့လေပြို့တယ်အခုကျွန်တော်တင်တန်းတီးတယ်မှာဒီတိုင်းပဲဆရာကြီးတင်တန်းလောက်ရင်ခေါ်တော့မခေါ်မှရမ်းကြောက်တာပေးစားကြတာပါဝင်ကြတာနော်ပါဝင်ကြတာဖျားကြီးတားမီးရဲ့အတက်တာလေးရယူခြင်းတဲ့အရာမဟုတ်ဘူးပေးစားခြင်းပေးစားခြင်းကြည့်ပါလားဇက်ကြီးအတိတ်ကလာသူများကိုယူပဲယူခြင်းတာလေခက်တော်လေးရတော့ဘာဖြစ်ခြင်းလဲတစ်ချိန်လုံးပေးခြင်းတာပေးခြင်းတဲ့စိတ်တဖော်ပါဖြစ်တဲ့ဘယ်သူပေးတာလဲပေးနိုင်အောင်ဖျားမဆာကောင်းကြည့်ပေးတာဇက်အဲ့လိုလားဒါကြောင့်ဒီဖျားကြီးမျိုးတော်ပါလိမ့်အချိန်မြောက်ခင်အဘေးကြောင့်တည်ခြင်းနေရလားမရောက်လားဘယ်သူအိမ်ရောက်လဲမလို့နော်အိမ်ကိုအေးဆိုင်ငါစောင့်နေမလို့အဲ့ဒါအဲ့မျိုးအဲ့လူတန်းစားတွေမှာကိုမပါစေတဲ့ဖျက်ကကောင်းကြီးကလည်းပတ်ရစ်စင်ချင်တယ်ဖြစ်တယ်ကဲဆို